ရဲ့တနိတာကိုအတူတူလိုက်ကြည့်ကြရအောင်မနက်ခင်းကတော့ဒီလိုပဲမိုးအုံနေပါတယ်နားတော့နုံနုချင်းရေတစ်ခတ်တောက်ပါတယ်ရှင်တို့လည်းနုံနုချင်းရေတောက်ကြတော့အဲ့ဒါမှကျမရဲ့ညီညွတ်မှာရေတောက်ပြီးတော့ကျမဒီနေ့ schedule လေးကြည့်ပါတယ်ပြီးတော့ရေးစရာရှိရလေးရေးပါတယ်မျက်နှာတက်တော့တိုက်ပြီးရနဲ့အိမ်အောင်နားကခောက်ဆွေဆိုင်မှာတော့စားမှာပါအိမ်အောင်မှာဆိုရင်လည်းလမ်းတော့နည်းနည်းလေးတော့ရှောက်ရပါတယ်လမ်းတို့နေတဲ့တိုက်ခန်းကဈေးနားမှာဆိုတော့အိမ်အောင်ရောက်တာနဲ့ဈေးပဲပေါ့နော်ဒီနေ့ကတော့နဲ့အကြိုက်ဖတ်တော့စီချက်ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျမစစားပါပြီဟဲ့အဲ့မှာပါရိုက်နေလည်းမသိရှက်နဲ့ရိုက်နေပါဆိုမှအဲ့ကလေးမှဖြတ်သွားသေးရဲ့ဒီဆိုင်ကလေတခြားဆိုင်တွေနဲ့မတူစားလို့ကောင်းတယ်ခောက်ဆွဲစားပြီးရင်လေရင်သွေးချမ်းတောက်တဲ့အကျင့်ရလေငငယ်လေးရသည်လားအိမ်ပြန်လာပြီးတော့တင်တန်းအတွက်ပြင်ဆင်ပါတယ်ဒီတခါတော့ထဲစရာရှိရတယ်တကယ်စစ်ပြီးမှထဲတယ်ဟိုတခါလိုမျိုးဟိုကြံဒီကြံမဖြစ်အောင်လို့ပေါ့နော်ပြီးတော့အင်ကြီးပါညာလဲတယ်ပေါင်းပြရရန်ချီနေလို့ကပတ်ကယ်မရတော့တဲ့အခြေအနေကျမရောက်သွားပါတယ်တင်တန်းကစနေတနင်္ဂနွေမှာဖွင့်တာဆိုတော့ကျမအီစီလုံနေတာပေါ့နော်ပြီးတော့မပါမဖြစ်ရေမွေးဖြန်းပါမယ်ဒါဆိုရင်တော့ကျမပြင်လို့ပြီးသွားပါပြီရေကိုတော့အိမ်ကနေပဲထည့်သွားတယ်တင်တန်းနဲ့အိမ်ထဲကဝေးလို့ကားစီပြီးတော့သွားပါမယ်ဗီဒီယိုရိုက်တုန်းရိုနေတာပါသွားတယ်တော့နှမ်းတော်အခန်းကဒုတိယထပ်မှာဆိုတော့အပေါ်တက်သွားပါတယ်အခန်းထဲဝင်နေဆိုရင်တကားဖွင့်မိမှဝင်ရရင်ဆိုတာသိပြီးကြပြီလားတင်တန်းရောက်ပြီဆိုတော့စာအုပ်လေးတွေထုတ်ပါမယ်ဒါကကျမတို့ရဲ့တင်တန်းအခန်းလေးပဲဖြစ်ပါတယ်ဒါတော့လော်စုမလာခင်ကျမရဲ့ပုံစံလေးပါလိုက်တင်ကဘလူးကြီးလည်းမသိ2000 years later တင်တန်းလည်းစီးပြီဆိုတော့ကျမအိမ်ပြန်มาတော့မယ်ရှင်အိမ်ရောက်တာနဲ့ပိုက်စာလို့ထမင်းတန်းစားလိုက်ပါတယ်မီနီကတော့9မှလာပဲဖြစ်ပါတယ်မကြွေးဘူးမပြောနဲ့တော့မကြွေးလို့မရလို့မကြွေးတာထမင်းစားပြီးတော့ဆိုရင်တော့အတော်အကူကြီးတောင်းထားလို့ editing လုပ်ပြီးလိုက်ရပါသေးတယ်လုပ်ပြီးပြီဆိုရင်တော့ကျမအိပ်ပါတော့မယ် one eternity later ညရောက်ပြီဆိုရင်တော့ကျမစာစားတင်ပါပြီနိုင်ရဲ့အခုအလုပ်က Chinese teacher လုပ်နေရပါ Chinese teacher လုပ်ပြီးဆိုရင်တော့မနာရသေးပါဘူးကျွန်မကျောင်းသူဆက်လုပ်ရပါတယ်ပြီးတော့တင်တန်းကပေးလာတဲ့အင်စာလေးတွေလုပ်ပြီးတော့ကျွန်မအိပ်ပါတော့မယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗလဂ်မှာတွေ့ကြမယ်နော် bye bye